Hello Harry ပါဒီနေ့ဗီဒီယိုမှာတော့ One Piece fan 52ချက်ကိုပြောပြသွားမှာဖြစ်ပါတယ် One Piece ကိုနှစ်တည်ကြာကြီးကြည်လာတဲ့သူတော်ကျွန်တော်အခုပြောပြသွားမယ်52ချက်ကိုသိမှာမဟုတ်ပါဘူးစပြောရမယ်ဆိုရင် Oda One Piece ကိုအစပိုင်းမှာ9နှစ်ပဲဆွဲမယ်ဆိုပြီးစီရင်ထားတယ်အဓိက feeling တွေကိုလည်းရုံးခွေဖြစ်ထားဖို့စဉ်းစားခဲ့ဒါပေမဲ့ရှိဘူကိုင်းတွေကိုဖန်တီးလိုက်တဲ့အခါ story ကမတင်မပဲရှည်သွားပြီးတော့အခုလိုမျိုး20ကျော်ကြာတဲ့ series တစ်ခုဖြစ်လာခဲ့တာSupernova ရေဆိုရင်လည်းစာရဲက plan ထဲမှာမပါဘဲနဲ့ story အတွက်နောက်ဆုံးမိနစ်မှာထည့်လိုက်တာဖြစ်ပြီးစာပါ ODA မှာဖန်တီးခဲ့ပေမဲ့အစာပိုင်းမှာသူတို့အတွက်အစီအစဉ်မရှိခဲ့ပါဘူး Supernova ရေထဲမှာ Deveru မရှိရဲ့တယောက်တည်းကကေလာဖြစ်ပြီးတော့ Wano မှာပျက်စီးနေတဲ့ Smile Pro စားလိုက်ရလို့နည်းတော့ Deveru user ဖြစ်သွားပါတယ်ပြောမယ်ဆိုရင်လူတစ်ပိုင်း Deveru user တစ်ပိုင်းပေါ့ဗျာ Zoro ကိုလည်းအစမှာ Straw Hat ဖြစ်မဟုတ်ပဲ Baki the Clown ရဲ့ body ကဖြစ်သတ်မှတ်ထားခဲ့တာပါဆိုရိုကိုလည်းစမှာ straw hat ဖြစ်မဟုတ်ဘဲနဲ့ Baki the Clown ရဲ့ body cap ဖြစ်သတ်မှတ်ထားခဲ့ရပါပန်နာမန်ကတော့ကန်နာမဟုတ်တဲ့ Easter egg character ဖြစ်ပေမဲ့ manga နဲ့ anime အပိုင်းတော်တော်များများမှာလှုပ်ဝက်ရှိနေခဲ့ပါတယ် Luffy ပင်လယ်သမားဖြစ်ဖို့ထွက်လာတဲ့အချိန်ကနေတိုင်းစစ်မတိုင်းရင်ဒီ story ရဲ့အချိန်ကာလ4လပဲရှိပြီး anime မှာတော့အဲ့ချိန်ကြီးရောက်ဖို့12နှစ်လောက်ကြာခဲ့ပါတယ်Crocodile က Alabasta Fight မှာ Luffy ကို Haki 300လာလို့တောင်တန်တရားဝင်ခဲ့ဘူးပါ Manga cover story ရဲ့အကြောင်း Mr. 2 ဘုံကလေးက Magellan နဲ့ချပြီးမသိဘူးဆိုတော့သိရပါတယ်ဘုံကလေးက female partner မရှိရဲ့တယောက်တည်းတော့သူပါအကြောင်းကတော့ဘုံကလေးကသူ့ကိုယ်သူမေးလို့လည်းသတ်မှတ်လို့ female လို့လည်းသတ်မှတ်ထားလို့ပါ story တစ်လျှောက်လုံးမှာ Zoro က Sanji ကိုနာမည်နဲ့တခါမှမခေါ်ခဲ့ဘူးပါ Sanji က Alabasta မှာ Mr. Prince ဆိုတဲ့နာမည်ပြောင်းသုံးခဲ့တာနောက်ပိုင်းမှာသူကတကယ်မင်းသားဖြစ်နေဆိုတာကို hints ပေးထားဖြစ်ပါတယ်ဒါပြင်သူကမြောက်ဘက်ပင်လဲနောက်ဘလူးကလာတယ်လို့ပြောခဲ့တာလဲနောက်ပိုင်းမှာထွက်လာမယ်ဂျာမနိုင်ငံဂျာမကင်းတန်းကိုကြိုတင်ရိမ့်မွက်ပေးထားဖြစ်ပါတယ် Trerosa အားထဲမှာသူရဲကောင်းတွေရဲ့ဖန်ဝရမ်းကိုပြရဲ့ချိန်တန်ကျူတို့တယောက်တည်းမပါလာခဲ့တာသူဟာနောက်ပိုင်းမှာတစ္ဆာပေါက်ဖြစ်နေရဆိုတာကိုကြိုတင်ပြထားရေးကြည့်ရဲ့ရိမ့်မွက်တစ်ခုဖြစ်ပါတယ်။တိုင်းပြည်အားမှာလူဖီကအကနေရဲ့ဆန့်ထဲမှာစန်ကော့နီကောင်နဲ့ငယ် taste လုပ်ထားပြီးသားဖြစ်ပြီးမီနာတိုမိုဆန်ကတော့ပြတ်သွားတဲ့တကားကိုပြန်ပေါ်လာအောင်အိုဒါဖန်တီးထားတဲ့ gap background character ပါ။ချင်းဘေးကလူဖီကိုတွေ့ပြီးခဲ့တဲ့ straw hat ဖြစ်ချင်နေခဲ့ပြီး marine food အပြီးကဘာကြီးပြောင်းလဲသွားလို့ payment pirate နဲ့လက်တွဲခဲ့ရပါတယ်။ Rumor က trailer bug မတိုင်ရင်လည်းအိုဒါရဲ့ one series မှာပေါ်ခဲ့ပြီးOne Piece ရဲ့ original နာမည်က Romance Dawn ဖြစ်ပါတယ်။ Nolan က Dressrosa မတိုင်ရင်လည်းတွန်တက်တာကိုတွားဖို့ရဆိုတာကို Skypiea flashback မှာပြောပူပါတယ်။ Oda က chapter number တွေကိုအရန် view ဆိုင်ပါတယ်။ Gear 2 ကို chapter 389မှာGear 4 ကို chapter 983မှာ review လုပ်ခဲ့ပါတယ်။ Fame Set မှာ Aoyiji ရဲ့ခြေတစ်ဖက်လုံးဆုံးယုံသွားတာကိုပြသခဲ့ပြီး Logia user ရဲ့အလွန်ပြင်းထန်စွာထိရိုက်သွားတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုပြန်မပြုပြင်နိုင်ပါဘူး။ Sanji ကိုအစမှာ Naruto လို့နာမည်ပေးဖို့စီစဉ်ထားပြင်မဲ့ Naruto manga နာမည်ကြီးသွားလို့ idea ကိုဖျက်လိုက်ရပါတယ်။ Luffy ကို Robber Power ပေးထား story ကိုကလေးဆိုင်ပျော်စရာကောင်းနေစေခြင်းလို့ပါ။ Broke က Roger အကြောင်းကြားဘူးတာ Roger မထွက်ခင်တည်းကသူဟာ pirate ဖြစ်ပြီးသားမို့လို့ပါ။ Story ထဲမှာ Eye Patch pirate တယောက်မှမရှိသေးပါဘူး။ series ဆုံးမှာပေါ်လာမယ်လို့ Oda အတည်ပြုထားပါတယ်။ Blackbeard ရဲ့ Bonnie, Evita တို့ဟာတကယ်လက်တွေ့ပေါ်က pirate တွေကိုခြေခံတာပါ။ Oda နဲ့ Ace တို့ရဲ့မွေးနေ့ကတူညီကြပြီးဒီဇင်ဘာ31ရက်နေ့ဖြစ်ပါတယ်။ Oda ဆွဲရခက်ဆုံး character တွေက Shirahoshi နဲ့ Boa Hancock တို့ဖြစ်တယ်လို့ပြောထားပါတယ်။ Dragon ရဲ့မျက်နှာဘယ်ဘက်မှာရှိတဲ့အမှတ်က tattoo ဖြစ်ပြီး Straw Hat Crew ထဲမှာ Robin နဲ့ Usopp ကသပင်ညက်တာကိုတာဝန်ယူပါတယ်။ Sabo ရဲ့ design က Lord Town လူစုလူဝေးထဲကလူတစ်ယောက်နဲ့တူပါတယ်။ Lord Town မြို့မှာ Baki က Luffy ကိုတတ်ဖို့ကြိုးစားနေချိန်မိုးကြိုးတစ်ချောင်းကယ်သွားခဲ့ပါတယ်။အမိုးကြိုးကို Dragon ကလှုပ်တာဖြစ်နိုင်ခြင်းများပါတယ်။ Nami က East Blue ထဲမှာတတိယအကျွမ်းစင်ဆုံး character ဖြစ်ပြီး Usopp ရဲ့မွေးနေ့က April 1 ရက်နေ့ April Fool Day ဖြစ်ပါတယ်။ Roger ရဲ့မုတ်စိတ်ကိုအစမှာနှာခေါင်းမွေးလုပ်ဖို့စီစဉ်ထားခဲ့တာပါ။အကိုင်းနုရဲ့ Deveru ကအကာအကွယ်အင်အားပြင်းဆုံးဖြစ်ပါတယ်။ Law ရဲ့ Deveru အတွက် War Government 9 billion berry ထိပေးချင်ခဲ့ပြီး Chopper ကိုအစမှာဆေးလိပ်ကြိုက်တဲ့ character အဖြစ်ဆွဲထားပါတယ်။ Whitebeard နဲ့ Blackbeard တို့ရဲ့နာမည်ကတကယ်ပေါ်က Pirate Award Teeth ကိုအခြေခံထားပြီး Oda သူ့ယူခြင်းဆုံး Deveru က Robin ရဲ့ fruit ဖြစ်တယ်လို့ပြောထားပါတယ်။နောက်ဆုံးအနေနဲ့ Oda ရဲ့ဇနီးကို Nami cosplay နဲ့ stage ပေါ်မှာတွေ့ခဲ့ရတာ One Piece ရဲ့နောက်ွယ်ကအလှပဆုံး fact တစ်ခုပါပဲ။